UFC သမိုင်းတစ်လျှောက်အကောင်းဆုံးလဲထိုး KO ပွဲစဉ်များကမ္ဘာအကြီးကျယ်ဆုံးတိုင်းပေါင်းစုံကိုယ်ခံပညာပြိုင်ပွဲ UFC ဟာကျမတို့ကိုမေ့မရနိုင်တဲ့အခိုက်အတန့်တွေမရှိမတွက်နိုင်လောက်ပေးစွမ်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့တချို့သောအလဲထိုး KO ပွဲစဉ်တွေကတော့ပြိုင်ပွဲဝင်တွေရဲ့ခွန်အားချိန်သားကိုက်မှုနဲ့ကြီးစုသူပရိသတ်တွေရဲ့စိတ်ခံစားချက်တွေပေါင်းစည်းထားတဲ့ထူးခြားလာတဲ့ပွဲစဉ်တွေအပြင်တီချာကွဲထွက်နေကြပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ MMA လောကကိုထာဝရတုံ့လုပ်သွားစေခဲ့တဲ့ UFC ကအထင်ကရပွဲစဉ်တွေရဲ့အကောင်ဆုံးသောလဲထိုးခိုက်တန်တွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်လို့အစင်သစ်ဖြစ်ရင်အခုပဲစလိုက်ကြရအောင်ပါ။ Conor McGregor နဲ့ Andy Alvarez UFC 205နိုဝင်ဘာ12 2016တမိုင်းဝင်ပွဲစဉ်ဖြစ်တဲ့ UFC 205ကိုနယူးယောက်မြို့ Madison Square Garden ကနေစတင်လာခဲ့တာပါ။2016ခုနှစ်နိုဝင်ဘာလ12ရက်နေ့မှာ Conor McGregor ဟာ Andy Alvarez ကိုဒုတိယချီ3မိနစ်4စက္ကန့်မှာပဲပြည့်ပြည့်စုံတဲ့ဘယ်လက်သီးတစ်ချမ်းနဲ့မြေပြင်ပေါ်ဒူးထောင်လေးချောင်းအလဲထိုးချနိုင်ခဲ့ပါတယ်။ဒီအလဲထိုးနိုင်ပွဲကြောင့် McGregor ဟာ UFC သမိုင်းမှာပထမဆုံးသောဝိတ်တန်းတစ်ခုတစ်ပြိုင်တည်းချန်ပီယံဖြစ်လာခဲ့ပါတယ်။ဒီပွဲစဉ်က McGregor ရဲ့ချိန်သားကိုက်တိကျလွန်းတဲ့လက်သီးချက်တွေဟာ Alvarez အတွက်တော့ကြောက်စရာအိမ်မက်ဆိုးတစ်ခုအဖြစ်ဆုံးသက်စေခဲ့တယ်လို့ McGregor ကိုလည်းအထင်ရှားဆုံးစူပါစတာတစ်ယောက်ဘဝကိုတွန်းပို့သွားပေးခဲ့တာဖြစ်ပါတယ်။ George Masvidal နဲ့ Ben Askren UFC 239ဇွန်လ6ရက်2019အခုပြောပြပေးသွားမယ့်ပွဲစဉ်ကတော့ UFC သမိုင်းမှာအများဆုံး KO ဖြစ်တဲ့9စက္ကန့်တီတီနဲ့အလဲထိုးသွားခဲ့တဲ့ UFC 239ပွဲစဉ်မှာပွဲစားခေါင်းလုံးတန်မီယာနဲ့ George Masvidal ဟာလှောင်ရီတစ်ဖက်ကိုအားကုန်ပြေးဝင်လာပြီးရုတ်တရက်ဒူးပြန်တစ်ချက်ခုန်တိုက်လိုက်ပါတယ်။ဒူးပြန်ကလည်းဘန်စထရင်ရဲ့မျက်နှာပေါ်တက်တက်ကြီးထိမှန်သွားခဲ့ပြီးရုတ်တရက်ငိုက်မိသွားတဲ့ Askren လည်းဘာမှကိုပြန်လို့ချင်မရလိုက်ပဲချက်ချင်းဆိုသလိုတတိလက်သွားခဲ့ပြီးပရိသတ်တွေကလည်းအော်ဟစ်အားပေးတဲ့သူကအော်ဟစ်နေကြသလိုတချို့ကလည်းပါဇက်အဟောင်းသားနဲ့အံ့ဩမြင်သက်သွားခဲ့ကြပါတော့တယ်။ဒီပွဲဟာ Masvidal ရဲ့ပြင်းထန်တိကျတဲ့ဒူးတိုက်ချက်ကြောင့်မျက်တောင်တစ်ခတ်အတွင်းမှာပဲမှတ်တမ်းတင်သွားခဲ့တဲ့အလဲထိုးပွဲစဉ်တစ်ခုဖြစ်ခဲ့ရပါတယ်။ Holly Holm နဲ့ Ronda Rousey UFC 193နိုဝင်ဘာ15 2015အမျိုးသမီး UFC သမိုင်းမှာတော့ Holly Holm မှာ Ronda Rousey ကို UFC 193မှာအလဲထိုးခဲ့တယ်လို့ဒီခိုက်တန်ဟာကဘာကိုတုံ့လုပ်သွားစေခဲ့ပါတယ်။ဒုတိယချီ59စက္ကန့်မှာ Holm ရဲ့ချိန်သားကိုက်တိကျလာတဲ့ဦးခေါင်းကန်ချက်ဟာမရှုံးနိုင်ဘူးသေးတဲ့ Rousey ကိုတုံ့လုပ်သွားစေခဲ့တယ်လို့သူမရဲ့လွှမ်းမိုးမှုကိုပါအဆုံးသတ်သွားစေခဲ့ပါတယ်။ဒီလဲထိုးပွဲစဉ်ဟာပြေဝတဲ့အရေးချင်းနဲ့ကျွမ်းကျင်မှုကရန်သူရဲ့ချင်းချောက်မှုကိုကျော်လွှားနိုင်နေဆိုတဲ့သက်သေတစ်ခုလို့ဆိုနိုင်တယ်လို့အမျိုးသမီးပွဲစဉ်ရဲ့တမိုင်းစာမျက်နှာကိုလည်းအသစ်တစ်ပံပြန်လည်ရေးထိုးသွားခဲ့တာပဲဖြစ်ပါတယ်။ Dan Henderson နဲ့ Michael Bisping UFC 100ဇွန်လ17 2009Dan Henderson က UFC 100မှာ Michael Bisping ကိုရရဆက်ဆက်အလဲထိုးခဲ့တာကလည်းသူ့ရဲ့နာမည်ကို UFC သမိုင်းမှာအခိုင်အမာရေးထိုးစေနိုင်ခဲ့ပါတယ်။ဒုတိယချီ4မိနစ်29စက္ကန့်မှာဟန်ဒါဆင်ရဲ့ညာလက်သီးချက်ဟာဘစ်စပင်းကိုတိတိကျကျထိမှန်သွားပြီးပြိုင်ပလဲတတိမေမျောသွားခဲ့ပါတော့တယ်။ဟန်ဒါဆင်ရဲ့လက်သီးချက်ဟာပြင်းအားနဲ့တိကျမှုကဘလူးမကိုခုခံကာကွယ်ဖို့အခွင့်အရေးမရခဲ့တယ်လို့ဒီလဲထိုးမှုအောင် UFC ရဲ့တမိုင်းတစ်ချောင်းအကြံတန်းဆုံးနဲ့ထင်ကြရရှိဆုံးအခိုက်အတန့်နေတဲ့ကတစ်ခုအဖြစ်ယနေ့တိုင်ထိရှိနေစေပဲဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ပြိုင်ဘက်ကိုအလဲထိုးနိုင်ယူပြီးပွဲရဲ့အနေထားကိုပြောင်းလဲပြစ်နိုင်တဲ့ဒီထိုးချက်ကန်ချက်တွေဟာပုံမှန်နိုင်ပွဲတွေထက်ပိုလွန်တယ်လို့တိုက်ခိုက်ရင်လောကမှာပြည့်ပြည့်စုံတဲ့ထိုးချက်မကြရမချင်းဘယ်တော့မှပွဲမပြီးသေးဘူးဆိုတဲ့ကိုခံပညာတိုက်ခိုက်ရေးပြိုင်ပွဲတွေရဲ့အလားတရားကိုပါပြသနေတယ်လို့တောင်ဆိုနိုင်ပါတယ်။ဒီတော့ကြည့်ရှုနေတဲ့ပရိသတ်တို့ရောမက်ဂရီကွန်ရဲ့ဗျူဟာမြောက်ပဲလက်သိမက်စပစ်တင်ရဲ့စံချိန်တင်ဒူးပြန်တိုက်ချက်ဟုံးမြပွဲအဖြစ်ပြောင်းစီတဲ့ခြေပြားကန်ချက်ဒါမှမဟုတ်ဟန်ဒါဆင်ရဲ့လျှက်စီးလိုညလက်သိစတာတွေကဘယ်တစ်ခုကိုသဘောကျဆုံးဖြစ်မိခင်လဲဆိုတော့ comment မှာပြောပြပေးသွားခဲ့ကြပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။